ကဲဒီသရှင်လေးကကျွန်တော်ထက်ရန်နဲ့တသားရဲ့ရှေ့မီနောက်မျိုးခွေတဲ့သရှင်လေးပါဒီသရှင်လေးကိုကျွန်တော်ကိုယ်တိုင်ရေးဆက်ထားပြီးတော့ကျွန်တော်တသားနဲ့မောင်တီးကတီးရတယ်ပြီးတော့ကျွန်တော်မေစင်လှုပ်ထားတယ်အကောင်းဆုံးကျွန်တော်စုပြီးဖန်တီးရတယ်အဲ့တော့ပရိသတ်ကြီးကဆက်လက်ခံစားပြီးပါကျေးဇူးပါသူလေးမလူလူဟန်နေတခါတလေဆွညံနေကိုလူလေးရဲ့မျက်လုံးလေးကလေးကလေးနေရင်တော့ထမသွားသူဒီနာလေးတွေလေလေသူချင်းချင်းခါလေးမမြမပြင်းမပြင်းထားမကြခံမရသေးလွယ်တဲ့သူဝိမခံခြင်းပြီးမိတာတွေဟာတိတ်မဆန်းချေမောင်ရဲ့ချီရဲ့လားလည်းမသိပါဘူးပြောရနေရှိပါဘူးတဲ့နေတိုင်းတရားနဲ့မောင်ချေဒီမော်မောင်ချေသူပြောရမောင်ချေချစ်တော့ချစ်တော့လောလိုက်ချစ်တော့ချစ်တော့လောလိုက်သိချစ်တဲ့တီးတီးရဲ့တော့တော့လောအောင်ချိုးလိုက်ချစ်တော့ချစ်တဲ့လောလိုက်ချစ်တော့ချစ်တဲ့လောလိုက် yeah သူလေးမလူလူဟန်နေတခါတလေဆွညံနေကိုလူလေးရဲ့မျက်လုံးလေးကလေးကလေးနေရင်တော့ထမသွားသူဒီနာလေးတွေလေလေသူချင်းချင်းခါလေးမမြမပြင်းမပြင်းထားမကြခံမရသေးလွယ်တဲ့သူဝိမခံခြင်းပြီးမိတာတွေဟာတိတ်မဆန်းချေမောင်ရဲ့ချီရဲ့လားလည်းမသိပါဘူးသူပြောရနေရှိပါဘူးတဲ့နေတိုင်းတရားနဲ့ယူမောင်ချေဒီမော်မောင်ချေသူပြောရမောင်ချေချစ်တော့ချစ်တဲ့လောလိုက်ချစ်တော့ချစ်တဲ့လောလိုက်သိချစ်တဲ့တီးတီးရဲ့တော့တော့လောအောင်ချိုးလိုက်ချစ်တော့ချစ်တဲ့လောလိုက်ချစ်တော့ချစ်တဲ့လောလိုက်နေတိုင်းတရားနဲ့ယူမောင်ချေဒီမော်မောင်ချေသူပြောရမောင်ချေ